ကျွန်တော်ဒီနေ့တပံထက်မှမျှဝေပညာသင်ခန်းစာလေးကတော့ဝါရောလက်ပုံစံဖြစ်ပါတယ်ဝါရောလက်တွေကဘယ်လိုလဲဆိုတော့လက်ဖွားတူပြီးလက်ချောင်းရှည်တဲ့လက်ပုံစံတွေဖြစ်ပါတယ်ဗျာနော်ဝါရောလက်ပန်ရှင်တွေကစီကန်းရှိတယ်အလုပ်တစ်ခုလုပ်ရင်တီးသက်သက်နဲ့နော်စနစ်ကျလုပ်တတ်တယ်ဒါကြောင့်မို့သူတို့တွေကိုအသိပညာရှင်အတတ်ပညာရှင်လက်တွေလို့ပြောလို့ရပါတယ်သူတို့ကအတ္တဟိတတဲ့ဆိုရင်သူတို့ပရာဟိတကိုပို့ပြီးစိတ်ဝင်စားမှုရှိတယ်အဲဒါကြောင့်သူတို့ရဲ့ဘဝတောင်ဝန်တရားတွေလေမကြာခဏလဟင်းတက်တယ်ဗျာနော်သူတို့ကနေရာတကာမှာဥဆောင်သူတွေလည်းဖြစ်နေတတ်တယ်သူတို့ကနောက်တစ်ခုကဘာလဲငွေကြီးတဲ့ဆိုင်ဂုံတိတ်ခါပိုင်းကိုပို့ပြီးတော့အလေးပေးတယ်တန်ဖိုးထားတယ်ဗျာနော်အဲ့တော့ကျွန်တော်ခုပေါ်ပြပေးတဲ့နော်ဝါရောလက်ပန်ရှင်းနေမှာတော့တကယ်လို့များနော်သူတို့ကမိမိရဲ့အတ္တဟိတနဲ့ပရာဟိတကိုနော်မျှမျှတတလှုပ်ဆောင်နိုင်စွမ်းရှိရင်သူတို့ကထိတ်တန့်ရောက်မှာဖြစ်တယ်ထူးခြားချက်ကဘာလဲဆိုတော့အဲ့ဝါရောလက်ပန်ရှင်းတွေကသူတစ်ပါးတွေကိုနားလေစာနာဖေးမကူညီတတ်တဲ့အလေးအထားလေးရှိပါတယ်ဗျာနော်အားလုံးကိုယ်စိတ်နေရကျမ်းမာချမ်းသာကြပါစေကောင်းကျိုးတွေဆန္ဒပြည့်စုံကြပါစေကျွန်တော်တို့ဘေးလက္ခဏာဟောတဲ့ဦးကျော်ဆိုလင်းပါခင်ဗျာကျွန်တော်ဒီဘေးလက္ခဏာများဆက်သွယ်လို့ပေါ့ကဖုန်းနံပါတ်09ခုတစ်ချက်ကုန်လို့ရှိသူဆက်သွယ်တော့လည်းကောင်းကျွန်တော်ရဲ့ Messenger WhatsApp ဖြစ်စီဆက်သွယ်တော့လည်းကောင်းဘေးလက္ခဏာများစုံစမ်းလို့ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးမှာပဲဒီကိုချောရပါတယ်ကြည့်ရှုပေးသူတဦးချင်းစီတယောက်ချင်းစီတိုင်းကိုကျေးဇူးဥပကာရအထူးလေးရှိရပါတယ်ဗျာနော်ကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်